စကားပြောလို့မလားပုံစံ204ဖြစ်ပါတယ်ဒီကမှာတော့ကျွန်တော်တို့ကဒါကတော့မင်းကိုငါပြောချင်တဲ့အရာပဲဖြစ်တယ်ဒါကတော့မင်းကိုငါပြောချင်တဲ့အရာပဲဖြစ်တယ်ဒါကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့အင်္ဂလိပ်လိုပြောကြမလဲเนาะဒါနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်အောင်ပါဒါကတော့မင်းကိုငါပြောချင်တဲ့အရာပဲဖြစ်တယ်ကိုကျွန်တော်တို့က that's what plus နောက်က subject plus verb เนาะ subject plus verb အသုံးပုံစံနဲ့ရေးရမှာဖြစ်ပါတယ် that what plus subject plus verb ပုံစံဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လိုက်ပြီးတော့နောက်ဝါကြများကိုကြည့်အောင်ပါဒါကတော့မင်းကငါပြောချင်တဲ့အရာပဲဖြစ်တယ်ကိုကျွန်တော်တို့က that's what plus နောက်က that's what I wanted to tell you ဒါကတော့မင်းကငါပြောချင်တဲ့အရာပဲဖြစ်တယ် that's what I wanted to tell you ဒါကတော့မင်းကငါပြောချင်နေတဲ့အရာပဲဖြစ်တယ်ဟုတ်ပြီဆက်ကြည့်အောင်ပါ that's what she bought from the store ဒါကတော့သူမ store ကနေဝယ်လာတဲ့အရာပဲဖြစ်တယ် that's what he said to me ဒါကတော့သူငါ့ကိုပြောခဲ့တဲ့အရာပဲဖြစ်တယ်ဟုတ်ပြီเนาะကျွန်တော်ဆက်ပြီးတော့နမူနာဝါကြများကိုကြည့်အောင်ပါ that's what we saw at the park ဒါကတော့ငါတို့ပန်းခြံမှာတွေ့ခဲ့တဲ့အရာပဲဖြစ်တယ် that's what my father cooked for dinner ဒါကတော့ငါအဖေညစာအတွက်ချက်ခဲ့တာပဲဖြစ်တယ်That's what they were looking for ဒါတော့သူတို့ရှာနေတဲ့အရာပဲဖြစ်တယ်ဟုတ်ပြီเนาะဆက်ပြီးတော့ကြည့်အောင်ပါ That's what she wrote in the letter ဒါတော့ဒီမှာစာထဲမှာရေးထားတာပဲဖြစ်တယ် That's what my brother wanted to know ဒါတော့ကျွန်တော်ကိုသိချင်တဲ့အရာပဲဖြစ်တယ် That's what we heard on the news ဒါတော့ကျွန်တော်သတင်းမှာသိခဲ့တဲ့ကြားခဲ့တဲ့အရာပဲဖြစ်တယ် That's what the teachers explained in class ဒါတော့ဆရာမအတန်းထဲမှာရှင်းပြခဲ့တဲ့အရာပဲဖြစ်တယ်ဟုတ်ပြီเนาะဒါတော့ကျွန်တော်တို့ကစကားပြောလို့မလားပုံစံ204မှာ204မှာ that's what နောက်က subject plus verb အသုံးကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာဒီမှာဝါကြများကိုဖတ်ပြီးတော့စာတို့ပြောဆိုသုံးဆွဲကြည့်ပါ